ဘယ်သူကကို့အပေါ်ကောင်းတယ်ဘယ်သူကတော့ကို့အပေါ်မကောင်းဘူးဆိုတာတွေလိုက်ပြောမနေပါနဲ့ဒါတွေလိုက်ပြောနေကို့ပေါင်ကိုလန်ထောင်းတယ်လို့ပဲဖြစ်နေမှာပါဘယ်သူကမှကို့အပေါ်ကောင်းရပါမယ်လို့အာမခံချက်မရှိပါဘူးလူတိုင်းကကို့အပေါ်အချိန်တိုင်းကောင်းနေဖို့မလွယ်သလိုကိုကလည်းလူတိုင်းအပေါ်အချိန်တိုင်းကောင်းနေဖို့မလွယ်ပါဘူးသူမှလည်းသူ့အတိုင်းဝိုင်းနဲ့သူ့အကြောင်းနဲ့သူရှိနေတတ်တယ်လို့ကိုမှလည်းကို့အတိုင်းဝိုင်းနဲ့ကို့အကြောင်းနဲ့ကိုရှိနေတာပါပဲလူတိုင်းဟာအခြေအနေတစ်ခုရသူတို့ကောင်းကျင်တဲ့သူတွေပေါ်မှာကောင်းကျင်တဲ့အချိန်ကောင်းပါလိမ့်မယ်အခြေအနေတွေပေါ်မူတည်ပြီးသူတို့မကောင်းကျင်တဲ့သူတွေပေါ်မှာမကောင်းကျင်တဲ့အချိန်မကောင်းဖြစ်ပါလိမ့်မယ်ဒါတွေကိုလိုက်ခံစားနေစရာမလိုပါဘူးသူများတွေရဲ့ကောင်းခြင်းမကောင်းခြင်းတွေပေါ်မှာလိုက်ပြီးမိခိုးမနေပါနဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာကိုယ်ကျေးဇူးတွေကိုမေ့ထားလိုက်ပါသူ့ကျေးဇူးတွေကိုပဲသတိရပါဘယ်သူစီကမှဘာကိုမှမမျှော်လင့်ပဲသူတစ်ပါးတွေရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုလိုက်မခံစားပဲရက်တည်နိုင်မှသာလွတ်လပ်တဲ့သူတစ်ယောက်ဖြစ်မှာပါဘဝမှာစိတ်ချမ်းသာခြင်းဘယ်သူကိုမှမမီခိုမိအောင်နေပါကိုလုပ်နေတဲ့အလုပ်ကိုအကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံးလုပ်ပါတန်ရာတန်ကြီးထပ်ပိုးပြီးမတန်မရာတွေကိုမမျော်လင့်နဲ့မတန်မရာငွေကြီးတွေကိုလည်းမမျော်လင့်နဲ့မတန်မရာဂုဏ်တွေလည်းမမျော်လင့်နဲ့မတန်မရာနေရာတွေလည်းမမျော်လင့်နဲ့မတန်မရာနာမည်ကြီးတာတွေကိုလည်းမမျော်လင့်နဲ့မတရားလည်းမလုပ်နဲ့မတရားလည်းမပြောနဲ့မတရားလည်းမကြံနဲ့စိတ်ကောင်းစေတနာထားပါကိုတာဝန်ကိုကြည်အောင်ကြိုးစားပါကိုဘက်သူ့ဘက်မြတ်မြတ်တတလုပ်ပါကိုကျင်တရားကောင်းမွန်စွာနဲ့ရိုးရိုးသားသားဉာဏ်ပါကြိုးစားပါယူသားတဲ့ဂုံကဒီတသက်စားလို့မကုန်တယ်လို့တန်တရာမှာလဲကြွယ်ဝချမ်းသာစေပါတယ်ကိုဆွဆွဲနှိမ့်ဆက်တဲ့အတ္တနုဝါဒဘေးကလွတ်မှသာယခုဘဝရောနောင်ဘဝတန်တရာမှာပါစိတ်ချမ်းသာရမှာပါဘဝမှာနေထိုင်တဲ့အခါမြင်တိုင်းလဲလိုက်မကြည့်နဲ့မြင်တာတွေတိုင်းကိုလိုက်မခံစားနဲ့ကြားတိုင်းလဲလိုက်နားမထောင်နဲ့ကြားတာတွေတိုင်းကိုလိုက်မခံစားနဲ့သိတိုင်းလဲလိုက်မပြောနဲ့သူများပြောတာတွေတိုင်းကိုလဲလိုက်မခံစားပါနဲ့အများနဲ့နေတဲ့အခါနေတာထိုင်တာသွားတာလာတာဝတ်တာစားတာပြောဆိုပြုမှုဆက်ဆံတာတွေကိုဂရုစိုက်ပါကိုကြောင့်သူများတွေအာကုသို့မဖြစ်စေဖို့လိုသလိုကိုအတွက်လည်းအာကုသို့မဖြစ်ရအောင်နေထိုင်ပါတယောက်တည်းနေတဲ့အခါအတွေးတွေကိုဂရုစိုက်ပါအတွေးတွေကိုတွေးမှန်းသိအောင်တွေးနေတာတွေကိုသတိထားနိုင်အောင်ကြိုးစားပါမကောင်းတာတွေတွေးမိရင်တွေးမှန်းသိပါမကောင်းတာတွေကိုဆက်မတွေးပြအောင်ကိုယ့်အတွေးတွေကိုထိန်းထားနိုင်အောင်ကြိုးစားပါကောင်းတာတွေများများတွေးပါစိတ်ချမ်းသာစရာတွေကိုများများတွေးပါအတွေးတွေတိုင်းကိုသတိလေးနဲ့ထိန်းထားနိုင်ဘဝမှာနေရတာစိတ်ချမ်းသာနေပါလိမ့်မယ်သာသနာ့တွင်ဆရာတော်